သမီးမိတ်ဆွေပေါင်းမင်္ဂလာပါခင်ဗျာ2025ခုဇွန်လအတွက်တလတာဟောဒရံဖြစ်ပါတယ်ဒီကာလမှာတနင်္လာတာသမီးမိတ်ဆွေပေါင်းတွေနဲ့တနည်းနည်းနဲ့ပေါ့နော်တိုးတက်အောင်မြင်မှုတွေကြုံတွေ့လာနိုင်ပါတယ်မိမိရဲ့အိမ်ကိုလည်းအဖိုးတန်စစ်ပစ္စည်းတွေစိန်ခံပစ္စည်းတွေဒါမျိုးတွေထူးထူးခြားခြားဝင်ရောက်လာတတ်ပါတယ်အဲ့ဒါလိုဝင်လာတဲ့ဆိုရင်တော့အမတန်ကံကောင်းတဲ့နမိတ်ဖြစ်ပါတယ်။လည်းနဲ့တတိထားမှာဒီကာလမှာခြေရည်နှလုံးသားရေးရာကိစ္စတွေမှာကန့်သတ်တာညံ့တတ်ပါတယ်။အထူးသဖြင့်ဘေးပယောဂအနောက်ရှက်တွေကြောင့်ချစ်သူတို့ဦးဝေးကွာရတာဖွက်ခွာရတာပြဿနာပေါ်တာဒါမျိုးတွေဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်။နောက်မိမိပိုင်နဲ့ပေါ့နော်ရွှေစတဲ့ဗုဒ္ဓဟူးနံပစ္စည်းမျိုးတွေလည်းဒီကာလမှာထွက်တတ်ပါတယ်မမြဲဘူးဖြစ်နေမယ်ပေါ့နော်ထွက်လို့ရှိရင်စစ်တိုက်ဆိုသလိုထွက်တတ်တဲ့ကာလဖြစ်ပါတယ်နောက်နည်းနည်းသတိထားမှာကျန်းမာရေးကယူဆိုင်ရမှာပေါ့နော်ကျန်းမာရေးအញ្ញံအခိုက်တွေကြုံရတတ်ပါတယ်အထူးသဖြင့်ခါတို့ခြေထောက်တို့ပေါ့နော်နောက်မျက်နှာပေါင်စတာတွေမှာထိမိခိုက်မိတာမျိုးပေါ့နော်ကျန်းမာရေးညံ့တာမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်နောက်မြေကိစ္စအမွေကိစ္စအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှပြဿနာပေါ်ရတယ်ပေါ့နော်ပညာရေးအင်တာဗျူးစတဲ့ကိစ္စတွေမှာလည်းကိုယ့်ရဲ့ဒီမှန်းချက်ရည်ရွယ်ချက်တွေမအောင်မမြင်ဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ခင်ဗျာခရီးကိစ္စတွေမှာတော့ကိုရွယ်တဲ့ခရီးတွေကအကြောင်းမျိုးနဲ့ပေါ့နော်မသွားဖြစ်ဖက်နဲ့ပြစ်သွားတတ်ပါတယ်ကိုမထင်ထားတဲ့ခရီးတွေသွားရတာမျိုးတွေတော့ကြုံတွေ့ရပါလိမ့်မယ်ခင်ဗျာနောက်နိုင်ငံရဲ့ခြားလူမျိုးခြားနဲ့ပတ်သက်တဲ့ကိစ္စတွေဒီကာလမှာအဆင်ပြေအောင်မြင်နိုင်ပါတယ်နောက်ကိုယ့်ရဲ့တပည့်အောက်လက်ငယ်သားကိုအကြောင်းပြုပြီးတော့မှကိုယ့်အတွက်ပေါ့နော်ကောင်းကျိုးချမ်းသာဖြစ်တာဒါမျိုးတွေလည်းကြုံရတတ်ပါတယ်နောက်ကိုယ်တိုင်ကတော့ဒီကာလမှာဟိုဟာလောကကောင်းနှုံးပေါ့နော်ဒီဟာလောကကောင်းနှုံးနဲ့တွေးဟာနည်းနည်းများနေတတ်ပါတယ်နောက်ပြီးတော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာလက်ပိတ်နေတယ်လို့ဖြစ်နေတတ်တယ်ပေါ့နော်ငွေမဝင်တဲ့လောက်ဖြစ်နေတာပေါ့နော်ရှိတဲ့ငွေရတဲ့လောက်ဟောထွက်နေတာမျိုးတွေပေါ့နော်ကြုံရတတ်ပါတယ်ကျန်းမာရေးအတွက်သူတော်ဘာကိုကူညီဖို့အတွက်ပေါ့နော်ဒါမျိုးတွေလည်းငွေကြေးကုန်ကျများတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ခင်ဗျာအိမ်အောင်ရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာနည်းနည်းသတိထားတာပိုကောင်းပါတယ်ပေါ့နော်အိမ်အောင်ပဲတူဦးပေါ့နော်ဒီမောဝဆင်းနာမျိုးတွေကြုံရတတ်ပါတယ်ဒီကာလမှာကံကောင်းစေတဲ့အယောင်ကတော့နီညိုရောင်ချောကလက်ရောင်ဖြစ်ပါတယ်ကံကောင်းစေတဲ့အကျိုးပေးကဏ္ဍတွေကတော့တက်ကဏ္ဍသုံးကဏ္ဍဖြစ်ပါတယ်ဒီကာလမှာအញ្ញံခိုက်ပြီးပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်အင်္ဂါနဲ့မနစ်စောစောမှာမိမိရဲ့အိမ်ဖျားမှာဘုံတို့ခောက်ဆွဲကတ်လူပြီးတော့ဆူတောင်းခြင်းအပြင်အញ្ញံခိုက်တွေတက်တာပြောက်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေပြည့်ဝလာစေပါလိမ့်မယ်ခင်ဗျာ